ယနေ့ဆရာရဲ့မိတ်ဆွေများအရှိအိမ်တော်ရေးတို့နဲ့ပတ်သက်ပြီးတော့ကြုံတွေ့နေတဲ့အတိုက်ခါနောက်ဆက်တော့အတွက်အိမ်တော်ရေးကံပွင့်လက်ပွင့်အိမ်တော်ကံမြင်ရှင်းရှင်းမြတ်တာတို့အတွက်ရေရာကောင်းလေးတစ်ခုတင်ပြပေးပါမှာပဲဖြစ်ပါတယ်စတိလမန်လေးတစ်ချက်မှာကွန်ရွက်ကလေးနှစ်ရွက်ကွန်ရွက်ကိုရှေ့ရင်ကောင်းရင်တို့ကိုဒီဖြတ်မယ်ဒီဖြတ်ထားမယ်ပေါ့နော်ကချစ်ကလေးနဲ့ပြီးရင်ကွန်ရွက်မှာစောက်ပန်အနီအောင်လေးနဲ့နာမယ်နင်းနာတို့ရင်းမယ်မိမိရှစ်ခင်တို့မိမိရဲ့အိမ်တော်ဘက်နာမယ်နင်းနာနင်းမနဲ့နာမယ်နဲ့ကိုက်ရှင်မှာလဲကိုက်တယ်တိုးတော့နာမယ်ဟိနာမယ်ရင်နင်းနာကွန်ရွက်နှစ်ရွက်စလုံးမှာတူကအမျိုးသားနာမယ်နေနဲ့တူဒီတရွက်မှာဆိုလို့ရှိရင်ဒုတိယရွက်မှာနာမယ်နေနဲ့အမျိုးသမီးပေါ့နော်အမျိုးသားကပဲဖြစ်စေအမျိုးသမီးကဖြစ်စေညီသူမဆိုဆောင်ရွက်လို့ရနိုင်တာခုစားတင်ပြခဲ့တော့နော်ကွန်ရွက်ကတော့နှစ်ရွက်ကွန်ရွက်မှာအနီအောင်စောပန်နဲ့ရေးရမယ်နာမယ်နေနဲ့ပြီးလို့ရှိရင်ထောပတ်စီမြင့်ထောပတ်စီထည့်ထားတာပေါ့နော်စီမြင့်ဖတ်နှစ်ခွက်ကွန်ရွက်ပေါ်မှာတင်ပေးမယ်နော်ပြီးလို့ရှိရင်တေးသေးချာချာလေးထုံညင်ပူဆောင်မယ်ပူစော်တဲ့ရှင်ကတော့ညနေ6နာရီခွဲမိမိတို့နေအိမ်မှာပေါ့နော်ဖျားစေးကြီးတောင်ကန်တင်းမြတ်တော့ပူဆောင်နိုင်တယ်ထုံညင်ပူစော်တော့ခါမှာဆိုလို့ရှင်ပြောင်းနိုင်လေးနဲ့မိလေးညှိပြီးတော့မိမိတို့ရင်တဲ့ရှိတဲ့အတိုင်းမိမိတို့ရဲ့အိမ်တော်ကြီးနာမယ်နေနဲ့တို့နဲ့စုမကောင်းစုတောင်းမယ်နော်ပြောမှဆိုလို့ရှင်အမျိုးသားဘာနေတာဘယ်သူပဲဝအတွက်ဆိုပြီးတော့ပေါ့နော်စေပြီးလေးထွန်းတဲ့ခါမှာအမျိုးသမီးအတွက်ကိုလည်းဒီပုံစံကဲတော့စုတောင်းပြီးတော့ပူစော်ပေးမယ်နော်ဒါရုံရုံကြည်ချင်းနဲ့စားရမိတ်ဆွေများဆောင်ရွက်ပေးပါအရှိအိမ်တော်ကြီးမမြဲတဲ့အရှိတွေအိမ်တော်ကြီးဆိုင်ရာပိတ်စရက်တွေအောင်မြင်မယ်ရုံရုံကြည်ကြည်ဆောင်ရွက်ပါနော်ညနေ6နာရီမိမိတို့မွေးနေ့အတိတ်ဆောင်ရွက်နိုင်ပါတယ်မမြဲတဲ့အိမ်တော်ကြီးအစင်မပြေတဲ့အိမ်တော်ကြီးတွေအတွက်အိမ်တော်ကြီးတင်းမြတ်ပြီးအိမ်တော်ကြီးမြဲစေမဲ့ရတရားကောင်းလေးတစ်ခုကိုကျွန်တော်များပုံနဲ့တော့ပြီးတဲ့စာရမ်းနဲ့ထမတင်ပြပေးလိုက်တယ်အိမ်တော်ကြီးမှာအနောက်လျှောက်ပင်နေတာတွေစိတ်အခက်မသိတာတွေမပြေမလဲဖြစ်နေတဲ့အိမ်တော်ကြီးရပ်ပိုင်းလာပိုင်းအတော်အတွင်းမှာအမြန်ဆုံးအဆင်ပြေသွားမယ်အိမ်တော်ရှင်များအားလုံးရုံရုံကြည်ကြည်ကျွန်တော်များပုံနဲ့တော့ပြီးတဲ့စာရမ်းနဲ့တော့တင်ပြခဲ့တော့အိမ်တော်ရှင်များယောက်ျားကဖြစ်စေမိန်းမကဖြစ်စေရုံရုံကြည်ကြည်ဆရာရဲ့ဤရတရားကိုဆောင်ရွက်နိုင်ပါတယ်မိမိတို့ဝင်းနေအတိအညနေ6နိုင်ခွဲဆိုရင်ဒိဋ္ဌာပြုတ်ပြီးဆောင်ရွက်ပါမတင်မြတ်တဲ့အိမ်တော်ကြီးအားလုံးတင်မြတ်မယ်မပြေလဲတဲ့အိမ်တော်ကြီးတွေပြေလဲသွားပါလိမ့်မယ်ရုံကြည်ကြည်ဆောင်ရွက်ပေးပါခင်ဗျာမင်္ဂလာပါမိတ်ဆွေ